အားလုံးမင်္ဂလာပါမနှောမြတ်မိုဘိုင်းကြိုဆိုပါရစေအားလုံးတီဗီတာဖြစ်တဲ့ဟိုအိမ်ရဖုန်းအဟောင်းနေလုံးဝပါဝါမလာတဲ့ဖုန်းနေနဲ့ဖုန်းအစ်စ်နဲ့လဲလှယ်ခွင့်ကိုမနှောမြတ်မိုဘိုင်းမှာစတင်ပြုလုပ်ပေးတော့မယ်ဆိုရင်ဒီအားပေးကြသူတွေအနေနဲ့ဘယ်လိုမျိုးစိတ်ဆန္ဒရှိလဲဆိုတာသိချင်ပါတယ်တိတ်မကြခင်ကဂျိုးပင်ကောင်မှာရှိနေတဲ့ဒီအကိုရီဆိုင်ကနေပြီးတော့ဟိုဒီဖုန်းအိမ်မှာသုံးလို့မရတဲ့ဖုန်းတွေပေါ့နော်အပါဝါမလာတော့တဲ့ဖုန်းတွေကိုဒီဖုန်းအသစ်တွေနဲ့လဲလှယ်ခွင့်ဆိုတော့အခွင့်အလန်းเนาะ customer တွေအနေနဲ့အခွင့်အလန်းတစ်ခုပေးခဲ့ပါတယ်အဲ့တော့ customer တွေကအားလုံးလိုချင်းချင်းနှစ်တက်နဲ့လဲနေရတာကိုလည်းတွေ့ပါတယ်အဲ့တော့မနှောမြတ်မိုဘိုင်းမှာလည်းအခုဒီ3လပိုင်းဒီကရက်တစ်ခုမှစပြီးတော့3လပိုင်းထဲမှာဒီလိုမျိုးဒီပါဝါမလာတဲ့ဖုန်းတွေပါဝါမလာတဲ့ဖုန်းကြိုက်တဲ့ဖုန်းယူလာခဲ့ဖုန်းတစ်လုံးယူလာရင်ဈေးဘယ်လောက်ရမလဲပေါ့နော်ဥပမာကိုအိမ်မှာပါဝါမလာတဲ့ဖုန်းက9လုံးရှိရဆို9လုံးလုံးတဲလာခဲ့အဲ့ဖုန်းနဲ့ဖုန်းအသစ်နဲ့လဲပေးမယ်ဆိုရင်ဝယ်ယူအားပေးသူများအနေနဲ့ဘယ်လိုမျိုးစိတ်ကူးရှိပါလဲစိတ်ကျဉ်တဲ့မှုရှိပါလားဒီအစီအစဉ်ကိုကြိုက်ပါသလားကြိုက်တယ်ဆိုရင်အားလုံးပဲဆက်သွယ်ပေးပါမနှောမြတ်မိုဘိုင်းမှာလာရောက်မင်းမြဲဆက်သွယ်ဝယ်ယူလို့ရမှာဖြစ်ပါတယ်အားလုံးကျေးဇူးများတင်ပါတယ်ဘိုင်ဘိုင်ပါ